တဲလေးတို့မင်္ဂလာပါမင်းဒီနေ့ order parcel လေးထုတ်ပေးမယ်ပေါ့နော်ဒီ customer လေးကတော့တသိန်းအစုံမမေအစီအပြေသလိုထည့်ပေးဆိုပြီးတော့မှာသွားတဲ့ order လေးဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်မေခုအသစ်ဝင်ထားတဲ့ဒီ clip design အစုံကိုထည့်ပေးထားပါတယ်မင်းဒီတန် clip ကလေးတွေကတော့မင်းဒီကဒီ clip design ကိုစုံလျောင်ရောင်းချပေးရဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းမပြတ်အောင်လို့တော့မင်းအတက်နိုင်ဆုံးအမြဲတမ်းပေါ့နော်ဒီခဏတော့တွင်းပေးနေတယ်အဲ့တော့အခုဒီလိုမျိုးပစ္စည်းဂျားထဲမှာခဏပြတ်သွားတဲ့အချိန်မျိုးလေးရှိရဲဆိုရင်လည်းမျိုးနားလည်ပေးပါလို့အခုဒီတန်ကလစ်ကလေးတွေကတော့ဒီတလုံးမှာအစုံပေါ့နော်ဒီဇိုင်းစုံပြန်ဝင်ထားပါတယ်ရှင်ဒါကြောင့်ဒီတလုံးမှာအစုံ order လေးဆိုလို့ရှိရင်ဒီလိုမျိုးကလစ်ဒီဇိုင်းစုံလေးရပါမယ်ပြီးတော့ဒီလိုမျိုးကလစ်ကလေးတွေကမင်းစီမှာဒီလိုမျိုးဆက်လိုက်ပေါ့နော်2000 3000 4000 5000တသိန်းအစားစားဒီလိုဝယ်လို့ရတယ်လို့မျိုးပဲကိုယ်တိုင်စိတ်ချပေါ့နော်ဒီဇိုင်းကိုရွေးချယ်ပြီးတော့ဝယ်ချင်တဲ့ customer လေးဆိုလို့ရှိရင်လည်း topping ပဲဖြစ်ဖြစ်ကလစ်ပဲဖြစ်ဖြစ်ဒီဇိုင်းတစ်မျိုးကို10ခုကနေစပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်ဒီလိုမျိုးဒီဇိုင်းတစ်မျိုးကို10ခုဆိုလို့ရှိရင်လည်းဒါသူ့ဈေးနှုန်းအစားစားရှိရပေါ့နော်အဲ့ဒါမှကိုယ်တိုင်ရွေးချယ်ရတာစဉ်းစားခန့်နေရဲဆက်ဆက်လုံးမှမလို့အစုံပါအောင်ပဲအစီအပြေသလိုပေါ့နော်ထည့်ပေးပါဆိုလို့ရှိရင်လည်းမင်းကဒီလိုမျိုးဒီဇိုင်းစုံလင်အောင်ပေါ့နော်ဒီဇိုင်းလေးတွေကိုအစုံပါအောင်လို့ထည့်ပေးပါတယ်ပြီးတော့မိစီမှာဒီလိုမျိုး topping လေးဆိုလို့ရှိရင်လည်းမင်းကိုယ်တိုင်ဒီဇိုင်းလေးတွေလည်းတခြားစဉ်းစားပြီးတော့သွင်းပေးထားတာပေါ့နော်ပြီးတော့မင်းတို့ trend ဖြစ်နေတဲ့ဒီဇိုင်းလေးတွေပြီးတော့အခုခေတ်ပေါ့နော်ဒီလိုမျိုးကလေးထဲမှာဆိုလို့ရှိရင် ready made ကလေးတွေကိုမှပြန်သုံးဖြစ်နေတဲ့ topping လေးတွေကိုလည်းမင်းကတခြားရှာပြီးတော့မှမိ customer လေးတွေအတွက်မင်းသွင်းပေးထားပါတယ်ဒီ topping လေးဆိုလို့ရှိရင်လည်းကိုယ်တိုင်စိတ်ကြိုက်ပေါ့နော်ကိုလိုချင်တဲ့ပုံလေးတွေပဲလိုချင်နေဆိုရင်လည်းရွေးချယ်ပြီးတော့မှဝယ်ယူလို့ရပါတယ်ရှင်ဒီ order လေးတွေကရန်ကုန်ဆိုလို့ရှိရင်အိမ်ရောက်ငွေချေရရပေါ့နော်ဒါပေမဲ့တသိန်း8000 9000တသိန်းကနေစပြီးတော့မမေကိုရန်ကုန်ဆိုရင်တော့1000 5000ကျိုးလွှဲပေးရတယ်ကြံမြို့နယ်ဆိုရင်တော့ဘယ်မျိုးနယ်ပဲဖြစ်ဖြစ်ဘလောက်ဖိုးပဲဝယ်ပေါ့နော်1000 5000ကတော့ကျိုးလွှဲပေးရပါတယ်ရှင်မစီမနောက်ညက်ကလစ်လေးပေါ့နော်တလွှာစီးလေးတွေအဲ့ဒါလေးလည်းအနှဲငယ်ရပါသေးတယ်ဒါလေးကတော့ဆီလီကွန် topping လေးဖြစ်ပါတယ်ပြီးတော့ခေါင်းစည်းကျိုးဆိုလို့ရှိရင်ကျိုးကြီးလေးတွေကတော့မစီမပစ္စည်းပြတ်နေရပေါ့နော်ကျိုးအသေးလေးတွေအခုလက်တလောရနိုင်ပါတယ်ပြီးတော့မင်းကတို့မျိုးအစုံ order လေးဖြစ်တဲ့အတွက်ကြောင့်ကော်ဘူးလေးတွေကလစ်ကတ်ခလေးတွေဒီ topping တွေကလစ်တွေအပြင်ပေါ့နော်တော်ဘူးလေးတွေကော်ဘူးတွေကလစ်ကတ်တွေကိုလည်းဒီလိုမျိုးတစ်ခါတည်းစုံလင်အောင်လို့ထည့်ပေးထားပါတယ်ရှင်မစီကနေပြီးတော့ယုံကြည်ပြီးတော့ပေါ့နော်ဝယ်ယူအားပေးတဲ့ customer လေးတွေအားလုံးကိုမြတ်ကျေးဇူးတင်ပါတယ်